Blue look come out chick shot a minute needs a nightmare နေကူစင်တွေရိုးရပွဲ April နေ့ရက်တွေတဲ့ဒီချစ်စာမေးပွဲလုံးမောင်းသက်ပုံတောက်လျှောက်တွေလွယ်စဲမလျှော်တဲ့ကိုပါလေကျိုးရင်းနဲ့ကြဆလာခွေဒီကြမှာတာစီရရှိစေမင်းရှိရောက်လာမေဟိုကောင်ကတော့အဖြေရဖို့ဆိုပြီးမြန်နေထွက်သွားပြီ။ငါလည်းဘယ်သွားရင်ကောင်းမလဲမသိဘူး။ရေဘက်ခံပဲထွက်ရင်ကောင်းမလား။ဒါမှမဟုတ်စရုဒီတာပဲသွားဆွဲရင်ကောင်းမလား။ဖုန်းကြီးကြောင်းသွားပြီးတော့ဥပုသ်ဆောင်ရင်ပဲကောင်းမလား။ဘာလို့ရင်ကောင်းလဲ။ကိုရဲ့ဟာမင်းမြန်လာ ਈ လားကွာ။ဘယ်လိုလဲအဖြေရခဲ့ပြီပေါ့။ဘာဖြစ်မှမရပါဘူးကိုကြီးอ่ะရေပတ်မခံအောင်လားမနေပြီးလာတာကိုကြီးဘာဖြစ်လို့လဲဘာဖြစ်မှလဲကိုကြီးอ่ะဟိုမှာကိုကြီးရဲ့ချစ်စုမမောင်လို့ပေါ့ကျွန်တော်ရေပတ်ဖို့တော့စောင့်နေရကိုကြီးอ่ะမင်းကလေပတ်ပါစီကွာပတ်ပါစီဟာသူရေပတ်လို့ရှိရင်ကျွန်တော်ရေအကုန်စိုးကုန်မှာပေါ့ကိုကြီးရတယ်မင်းကလေစူပါစီပေါ့ကွာစူတော့လေအင်ကြီးနောက်တစ်စုံလဲပြီးတရားစီပြန်သွားပေါ့ကျွန်တော်တကြံမလင်းချင်ပါဘူးအမေတစ္ဆာတွေမြစ်တာတွေခိုင်မြဲနေပါလားလာပါကိုကြီးอ่ะဟိုအပြိုကြီးညီလေးကိုရေပတ်လို့မရအောင်ကိုကြီးတခုလုပ်ပေးစမ်းပါမင်းကလေဖြစ်ပါမလားကွာလာပါကိုကြီးอ่ะဟိုကိုကြီးကမန်ကိုပါတော်ကီနဲ့ဖုတ်လိုက်ကိုကြီးတော်ကီဖုတ်နေတဲ့အချိန်မှာညီလေးကလစ်ပြီးတော့ထွက်သွားလိုက်မယ်နော်လာပါကိုကြီးလာပါနေဟိုမင်းကဟိုညနေကျရင်ဝယ်တိုက်ပါလားပြောအေးတော့မှာမလားလာပါကိုကြီးလာအေးမဟုတ်ဘူးလေအကူဟောတိုက်မယ်လာမင်းလားပြီးရောလာမင်းလားဒီပါရှင်ဘာလုပ်နေရလဲဘာမှမပါဘူးဟိုကိုကြီးလေးကမဖြတ်ရဲဘူးဆိုတော့အဲ့ဒါလိုက်ပို့ပြီဖေပါရှင်ဖေစမ်းပါဖဲလို့ပဲဖြစ်မလဲဟိုညီလေးကရေဆိုလို့မရဘူးလေဟိုအကိုကြီးအဖရတဲ့ငူလေးပတ်ချင်တယ်ဆိုရင်လည်းကို့ပဲပတ်လိုက်လေနော်ရှင်ဖေလို့ပြောနေတယ်လေဒီနဲ့နှစ်ဖက်နေမယ်မာလို့ငူလေးရယ်ဟိုလွတ်သွားတဲ့နွားမလို့ဟိုလွတ်တဲ့ငါကြီးမနေပါနဲ့တော့လို့ဟိုဒီမှာကိုတယောက်လုံးရှိနေတာပဲကိုပဲပတ်လိုက်တော့လीနော်ပတ်เสียလားကျမရှစ်လိုပေးတဲ့ကောင်ရေးပတ်เสียလားငူလေးရယ်ဟိုအဲ့လောက်တော့လဲမှန်နေလိုက်ပါနဲ့ဟိုကိုကမျက်နှာလေးပဲမသိရသေးတာပါတော်ရှင်သွားတယ်မှာအဖေဆောင်နေတယ်ယောဟဲ့မပတ်ကြနဲ့လေကွာဟဲ့သွားပြီကွာမင်းတို့ကောင်းနေတာတမျိုးမင်းတော်တော်ရှုပ်တဲ့ကောင်တွေပဲကွာတကြံကြလို့ရေပတ်တာဘာဖြစ်လို့လဲကိုကြီးอ่ะဘာဘူးကွာပတ်ရောက်နေပတ်ရောင်ဘွားတော့ just you be ဟဲ့ကြည့်ပြရဲ့တကြံတွင်းမှာတကြံတစ်ချင်းမဆိုပါနဲ့ဘာကြီးဆိုနေရလဲနင်ရလေဒါတော့လိုက်မသိဘူးလားသိပြီပါတယ်နော်ရတော့ပတ်ဖက်နဲ့ငါနားလာရှုပ်ပါတယ်နင်ကကိုလေးဝေလာတာညှော်နေရတာဟဲ့စားပါဘောနင်ကလည်းဟိုရေမစိုးအောင်လို့ပတ်ပြီးတော့ရှောင်းညောင်းနေမှာပါဟဲ့တကြံတွင်းမှာရေမစိုးဘဲနဲ့ဘလို့လာနိုင်မှာလဲတကြံရဲ့ဒါကတော့ပါတော့ငါပြောပြဟာလေသူနဲ့လောင်းစားတော့ထားသေးတာတကြံလေးရဲ့အတွင်းမှာ
你不是为了俺是有拿来的，俺是路真的是有被买的脚踏。 တကယ်ကြီးလား 给我啊， ငါတကယ်ကြီးတော်တော်ဆရာကြတာပဲ 路人，俺之前一共加到没有？ ကောင်းတယ်ကောင်းတယ်ကြံလေးရလို့ညီမဆိုပါစင်နေလဲဆိုတော့ငါလည်းပြန်ပြီးတော့ဆက်ဆွဲထားလို့ရတယ်ဒီက ဟဲ့အဲ့လိုတော့မလုပ်ပါနဲ့တကယ်ငါတကယ်ကြိုးဖြစ်သွားမှာ လာလာဒီဘက်ဆောင်အေးသွားမယ်လား နေကူစင်ွယ်ချိုးရပွဲဧပြီနေ့ရက်တွေ့တဲ့ဒီချစ်စာမေးပွဲစလုံးမောင်းတပ်ပုံတောက်လျှောက်တွေ့လွယ်စမလျှော်ရီကိုဟာလေဂျိုရီနန်ရီတာဆာလာကွယ်ဒီကြမှာတာစီရရှိစေမင်းရှိရောက်လာမေလာဆောင်းစားတယ်စားတယ်ကဲရောက်တယ်လာစားနောက်တစ်စားထက်ကဲဒီဘက်လှမ်းလိုက်6နော်စားတယ်ခွန်စားတယ်ထက်ဟောကောင်းပါဗျာအေးပတ်စံဘယ်လိုလှမ်းတောင်းအောင်လဲလို့စဉ်းစားလိုက်အောင်မယ် အေးပဲအကြံကုန်ပြီလားအိမ်မှာပတ်စံဘလို့လမ်းတောင်းရမလဲဆိုတာငါတို့ဝိုင်းပြီးစဉ်းစားပြရမှာ ရပါတယ်ဟာဒီတစ်ခါဘာခေါင်းစဉ်တန်ကောင်းမလဲရေချမ်းစင်အတွက်ကတောင်းပြီးပြီဆိုတော့လမ်းခင်းမှုအတွက်တောင်းရင်ကောင်းမလားတရားဆောက်ဖို့တောင်းရင်ကောင်းမလားဒါမှမဟုတ်တည်သွားတဲ့အမေကိုပဲခေါင်းစဉ်တက်အောင်ဘယ်လိုလုပ်ရမှာ ကောင်းစားနေတဲ့လူလုံးခါမှချစ်ရတဲ့မင်းနဲ့နှီးစက်နိုင်မယ်နေကူစင်ွယ်ရိုးရပွဲဧပြီနေ့ရက်တွေ့တဲ့ဒီချစ်စာမေးပွဲဆုံးမောင်းသက်ပုံတောက်လျှောက်တွေ့လွယ်စမလျှော်ရီကိုဟာလေဂျိုရီနန်ရီတာဆာလာကွယ်ဒီကြမှာတာစီရရှိစေမင်းရှိရောက်လာမယ် တောင်းမှမှာတကယ်အချိန်မပန်းနဲ့ဒီချိန်ကြာနေမှာလေဆိုပဲရမယ်ကွာ ဆိုနော်အမဆိုနေလိုက်နေဝင်တကြံနှစ်ရက်ပဲကြံတော့อ่ะနော်ဒီနေ့လျောင်ရင်းမစောအောင်မလုပ်နိုင်ဘူးလား ဗါတယ်ဒီချိန်ကကို့အဖြစ်သားပေးချင်နေတာပေါ့ မှတ်တောင်းထားရအောင်ဒီမှာနင်းကလေနည်းနည်းလေးအောင်မှစူးစမ်းအားထုတ်ခြင်းမရှိလို့ငါနဲ့ပြောနေရတာ ကိုတကယ်စူးစမ်းခဲ့ရပါဆိုပြန်ရဲ့မနေ့ကဆိုရင်လေမနေ့4နိုင်ထားပြီးပြင်နေတာအပြင်မှာတကယ်6မှာကြောက်တာနဲ့မွေးနေတိဆောက်နေလိုက်တာအဲ့ဒါပြန်ပြီးပြောပါ ချစ်ရ ဟုတ်ဒီချိန်ကကို့စိတ်ဆိုးနေရလား စိုးကျင်တာပေါ့ဒါပေမဲ့နှစ်ရက်ကြံတယ်လို့ခြံထားလိုက်အောင် ဟုတ်ကျေးဇူးပါတကယ်ရဲ့ဟိုတကယ်စိတ်မဆိုးတာပဲကိုကကျေးဇူးတင်ပါတယ်ဟိုတကယ်တော့နေရမှာလေဟိုရေလုံးဝမစုံလာခဲ့မယ်ကွာဖြစ်နိုင်ရင်မနေ့ကရေလုံးဝမစုံသေးရအောင် ပြောပြန် ဟုတ်တကယ်ပါတကယ်ရဲ့ဒါပါသူတော့ကိုဟီသားကစားအောင်နော် မဖြေမပေးရသေးပဲနဲ့နည်းနည်းကိုမကိုင်းနိုင်ပါဘူး ရပါတယ်ညခုပိန်းနားမှာရှိတာပဲဟောကျင်းနေပါတယ်ဒါပါဒီသားကစားအောင်နော် ရှေ့ရသွား အန်ကယ်ဒါဒီနေ့အန်ကယ်အတွက်ကျွန်တော်ရဲ့လက်ဆောင်ပါဗျာ ဟာမောင်တော်မင်းကတကယ်ကြီးဝယ်လာတာဟုတ်ကွာမင်းကလည်းကွာအားနာစရာကောင်းလိုက်တာ အားမနာပါနဲ့အန်ကယ်ရဲ့ဒီလူနဲ့ဒီလူပဲဟာ အန်ကယ်တင်တော့တင်နေကွာမင်းဒီနေ့တော့လာလိမ့်မယ်လို့မင်းလာရင်လေအစင်သင်လေးမီးအောင်လို့တမယ်အန်ကယ်အစီမံထားတာ ဒါနဲ့အန်ကယ် ဟွန်း ကျွန်တော်ဒီနေ့ဝယ်လာတဲ့အရက်ကလေမနေ့ကဝယ်လာတဲ့အရက်တက်ဈေးဖို့ကြီးရနော်အန်ကယ် ဩအဲ့လိုလားအဲ့တော့ဒီနေ့ဝယ်လာတဲ့အရက်ပလင်းနဲ့မနေ့ပြန်ဝယ်လာမဲ့အရက်ကပိုပြီးဈေးကြီးမှာပေါ့နော်ဟုတ်တော့မလား အန်ကယ်ကျွန်တော်မနှက်ပြန်တော့ပါကြိုပြီးတော့ပိုကေလုံနေပြီပဲ အဲ့လိုမဟုတ်ပါဘူးကွာအခုလိုကြံရဲ့အတွင်းမှာမောင်တော်မီဝယ်လာခဲ့တဲ့အရက်ကောင်းတွေယူအန်ကယ်တောက်နေရလို့
ပျော်လဲပျော်တယ်ကွာဝင်းလဲပါတယ်မင်းကိုကျေးဇူးလေးတင်ပါတယ်နော် အန်ကယ်ကျင်းတော့ကျွန်တော်ကလည်းဝမ်းသာတာပေါ့ အေးပါ အန်ကယ် အေးပါအေးပါအေးပါ ဟိုပါလေမနေ့ပြန်ကြမ်းကိုရေပက်ကန်ဆိုဖို့ခေါ်သွားလိုက်မယ်နော်အန်ကယ် ဟောခေါ်သွားလေမင်းကလည်းခေါ်သွားနော်ခေါ်တာသွားမင်းနဲ့ဆိုရင်ဒီအန်ကဲသူကိုစိတ်ချကဲလို့ချိန်ကြီးလုံးလေးဆွဲလိုက်အောင် ဟာဒါပေါ့ ဟေးဟုတ်ပြီ ဒါနဲ့ကိုလုံးကိုတနာပါတယ်အရင်ကကြမ်းရှာဖြစ်နေရလာတယ် ဒါတကြံတက်တက်လောက်တာတကြံလို့ရင်မစော်တော့မယ်ဆိုတာဘလို့ဖြစ်နိုင်လဲ တကယ်ချင်တော့ကိုလုံးဝင်စူးစမ်းတင်တာပေါ့ငါတို့တို့နဲ့ကိုလည်းနည်းနည်းထပ်စေချင်နေပြီနေ့ပြန်တော့ကိုလုံးဝင်ရင်းမစုပါစင်းနဲ့လို့ပဲမျှော်လင့်နေပါလား ဒီကောင်ကငါသမီးနဲ့ challenge လုပ်ထားတာမင်းတွေ့မယ်ငါတွေ့ပါ အန်ကယ်အဆင်ပြေရလား ပြေးလို့ချမချမ တတ်ထွေးဖေမင်းကိုပြောစရာရှိတယ်မင်းနဲ့ခင်ထားရတော့ဟိုကွာဘသူအေးဟုတ်တယ်နွဲ့အဖေမင်းတို့ချီတည်တယ်မင်းတို့ချီကိုဖေမတားပါဘူးဒါပေမဲ့ဟိုးလွန်ခဲ့တဲ့နှစ်20လောက်ကဖေရင်ဆိုင်ခဲ့ရတဲ့အကြောင်းလေးမင်းသိအောင်ပြောပြထားခြင်းလေအဲ့ဒါပဲသားခင်ထားနေတော့အဖေခံခဲ့ရတယ်သူအဖေကိုတုံးချခံပစ္စည်းတစ်ခုလို့တတ်မှတ်ခဲ့ခုငါလှဲ့ပေါ့ကွာမင်းလွယ်လွယ်ကိုချစ်တာလေချစ်ပေါ့နှလုံးသားတော့ပါမသွားစေနဲ့ကွာ ဒီကောင်စေးရောမိပါဦးမလားမသိပါဘူးကွာ ဩမင်းလေဩရေတန်းလာမှာလား ဟောမဟုတ်ပါဘူးကွာဟိုငါမင်းကိုအကူကြီးလေးတစ်ခုတောင်းကြရှိလို့ကွာ ဘာများလဲဗျ ပြောရမှာတော့အားနာတယ်မောင်ကြီးဟာဟိုမပြောမပြီးမတီးမမီကျွဲပါဆောင်တီးကိုဝမ်းနာကိုသာတီးကိုအထုပ်ကိုဖြီးမမီတဲ့ဗန်တုံးခုတို့လမ်းဟိုအိမ်ကြီးချင်းကောင်းမှမရားကောင်းရဆိုတဲ့အတိုင်းပေါ့ဗျာ ခမရဘာသကပုံကြီးလာပြောနေရတယ်လိုရင်းသာပြောပါဗျာ အားဆိုလဲပြောမယ်ဗျာ ပြောဗျာကျွန်တော်သိနေပြီ ဟိုဒီလိုဗျာမင်းနဲ့ငုတ်ဝါနဲ့ကရင်းနေရမှာ တိတ်ကိုရင်းနေတာပေါ့နှလုံးသားချင်းရင်းနေဖို့ပဲကြံတော့တာလေ ဟာမင်းကလည်းရေးတဲ့လာဖောက်နေပြန်ပြီဟိုငါပြောချင်တာဒီလိုကွာဟိုငါနဲ့ငုတ်ဝါနဲ့ချစ်သွားအောင်မင်းအောင်သေးတော့လုပ်ပေးပါလား ကျုပ်ကအောင်တယ်တော်လာမင်းလုပ်ပေးရမယ်ပေါ့ ဟုတ်တယ်ဟိုကုညီပါမောင်ကြီးဟာငါမင်းကိုပြီးရင်ကျေးဇူးအကြီးစက်မယ်ကွာဟုတ်ပြီလား no ကျုပ်တခြားဟာဆိုကူညီပေးလိုက်မမငုနဲ့ခမ ्या ကိုနီးစပ်ဖို့ကျုပ်မကူညီပေးနိုင်အောင်ဗျာ ဘာဖြစ်လို့လဲ ကျုပ်ကူတိုင်ကမမငုချစ်နေလို့ပေါ့ဗျခမ ्या ညီတာဝင်မနောက်ရှင်ကျုပ်နဲ့မမငုကခုလောက်ဆိုရင်နှစ်ကိုယ်တူချစ်သမျှတွေပါလုံးနေလောက်ပြီဗျ ဟာဟဲ့အောင်မင်းတကယ်ပြောနေရ တကယ်ပေါ့ဗျာမမငုနားမှာကျုပ်တွေ့ကတ်နေတယ်ဆိုတာမမငုကိုချစ်လို့ပေါ့ဗျာ ဟောမင်းကမင်းကြံတဲ့မင်းကို ဒါပေါ့ဗါလေခမ ्या ကမနာလူဖြစ်နေရလား မနာလို့ဖြစ်တာမဟုတ်ဘူးယွန်းတာနော်အဲ့လိုမျိုးမတန်မရမှန်းလို့ယွန်းတာတွေ့နေကွာမင်းတို့ရေးတဲ့ယောက်ျားကလीပြတဲ့ထဲမှာပဲနေရမှာ
ငူဝါနာမှာနေရမှာမဟုတ်ဘူး အောင်မခမရအများကျုပ်ထက်ဘလောက်တာနေလို့လဲမနက်တစ်ပိုင်းညတစ်ပိုင်းယူမီဝိုင်းနဲ့ရုပ်ကများသွားဗျာခမရပြန်တော့ခမရနဲ့ကျုပ်နဲ့စကားဆက်ပြောနေလို့မဖြစ်တော့ဘူးသွားပြန် ဒီသွားမှာပါသွားမှာ သွားပြီအောင်မသူ့အနေထားနေများမမငူကိုလာကြိုက်ချင်ရေတံလဲနဲ့ကြိတ်ပြစ်လာ ငါမောင်ကြီးနစ်သမီးကတော့အေးအေးလေးနဲ့ကိုစိုးနေတာငါလည်းအမှန်တိုင်းပြောရတယ်မနိုင်တော့ဘူးနင်းပြန်လာမှပဲအေးမယ်သူငါမှစူရခက်မစူရခက်ဖြစ်နေတာဩငါ့ဝီပဲအားကိုးမနေနဲ့လေနင်းမွေးထားတာလေငါမရှိတော့ရင်ဘယ်လိုလုပ်မလဲဟာလားဟုတ်တယ်အခုရှိတယ်ဟိုမှာလေသူ့တငယ်ချင်းနေနဲ့တကြံထမင်းချက်စားမလို့တဲ့ပြင်ဆင်နေလေရဲ့အေးပါနေလဲကျမ်းမာကြီးကိုဂယူးဆိုင်နော်အေးဒါပဲ ဟုတ်ပါရဲ့အချိန်ကုန်မခံပါနဲ့ဟာလင်းဝင်မကြိုက်ခင်နဲ့ဒီစီကိုပြောင်းကြိုက်လိုက်ပါလား ဟဲ့အဲ့မင်းစီဆိုတဲ့ပြောက်တယ်မင်းလေးလေးမှမကြည့်ဘူးပုံစံကဦးကြောင်ပေါ်တော် ဒီနဲ့တူတာလေးမူပါရဲ့ ဟဲ့ငါနဲ့ကမတူပါဘူးနော်ပေါ်ပါပြီဟဲ့မင်းတို့ကလည်းအဲ့ကြောင်မပြောနဲ့တော့ငါလင်းဝင်မရရင်အပြူကြီးပဲလုံးမှာ အမလေးကြည်ရသေးတာဘောငူပါရဲ့ မင်းတို့ကလည်းဟာတော်ပြီဒီကျဖင်းနဲ့ချက်ပြောဖင်းနဲ့စားကြတော့ ဒီပါအေးပါ ဒီနေ့ကလည်းမနေလို့ပဲကိုမကောင်းစားနေတဲ့ဘလို့လောက်ခါမှချစ်ရတဲ့မင်းနဲ့နီးစပ်နိုင်မယ်နေကူးစင်တွေရိုးရပွဲ April နေ့ရက်တွေတဲ့ဒီချစ်စာမေးပွဲစလုံးမောင်းတဲ့ပုံတောက်လျှောက်တွေလွယ်စဲမလျှော်တဲ့ကိုဟာလေဂျိုရီနန်ရီတာဆာလာကွယ်ဒီကြမှာတာစီရီရှိစေ မင်းတို့ငါပြောပြရှိဒါမင်းကလည်းလိုက်ခဲ့ရောက်လားဟာလေ လင်းဝင်ကိုခေါ်တော့မလဲ ငါဘာမှမသိဘူးမင်းအသိအမှားလေမင်းဒီမှာနေခဲ့ဒီကောင်လည်းငါရှင်းရတယ်အများကြီးပဲမင်းလေးကွာဟော ရှိရပါရဲ့ so king of the world မင်းနဲ့တူမတရားနေရလေချစ်တဲ့မဆိုလို့စီတီလို့ရတဲ့ကိုလုံးသားလေးကိုခဏလောင်းခဲ့ပါဦးချစ်လေးရဲ့မျက်စပ်ပါလေ ဒေါ်တာ တော့ပါမင်းကိုပြောစရာရှိလို့ခေါ်တာနော်အဲ့ခါမှပြင်လာတော့ စင်ရွယ်ချိုးရပွဲ April နေ့ရက်တွေတဲ့ဒီချစ်စာမေးပွဲစလုံးမောင်းတဲ့ပုံတောက်လျှောက်တွေလွယ်စဲမလျှော်တဲ့ကိုဟာလေဂျိုရီနန်ရီတာဆာလာကွယ် ယောက်ျားမင်းကိုငါရှင်းရှင်းလိုက်မင်းငါသမီးကိုမေတ္တာရှိတယ်ဆို ဟုတ်ပါတယ်အန်ကယ် မေတ္တာရှိတယ်ဆိုရင်လက်ထမှာပေါ့ဟုတ်တယ်မဟုတ်လားလက်ထမဲ့ဆိုရင်မင်းငါသမီးကိုဘယ်လောက်တင်တောင်းမလဲကြပြောဟောင်းတော်မီမင်းကဟောငါသမီးကိုဘယ်လောက်တင်တောင်းမလဲပြောစမ်း ကျွန်တော်အနည်းဆုံး3,000လောက်တော့တင်တောင်းနိုင်ပါတယ် ငါတို့မိဘတွေရောမင်းဘယ်လိုစီစဉ်ပေးမလဲဟမ် ကျွန်တော်ကဘာလုပ်ပေးရမှာလဲအန်ကယ် ဟာလင်းဝေငါမင်းကိုမေးတာငါဖြေတာကိုပဲကြားချင်တာမင်းငါ့ကိုပြန်မမေးနဲ့ကဲတော့မီအန်ကယ်တို့မိဘတွေကိုမင်းဘယ်လိုစီစဉ်ပေးမလဲ ကျ
ကျွန်တော်အန်ကင်နဲ့အန်ဒီကိုတသက်လုံးတင်ရွေးထားနေပါတယ် ကြားရနော်မင်းဝင်မင်းမှာကားရှိလားမြေခွက်တွေပါရှိလားကိုယ်ပိုင်လုပ်ငန်းရှိလားဟမ်ဟာ အဲ့ဒါပြောတာအန်ကယ်ကျွန်တော်အဲ့ဒါရဲ့အကုန်ရှိတယ် သိတယ်အန်ကယ်သိတယ်ဒီမှာလင်းဝေအချစ်ဆိုတာလေရင်ပတ်ကြီးနဲ့ထာဝရချစ်နေလို့မရဘူးအဲ့ဒါလက်တွေ့မကြဘူးချစ်တယ်ဆိုရင်အချစ်ပါရင်ငွေလာတယ်ငွေမပါငွေမလာဘူးဆိုရင်လူရမဝင်ဘူးကွာအဲ့တော့မင်းကငါပြက်ပဲပြောမယ်နော်မင်းငါသမီးကို ဟေးဒီဘာရှောက်ပြောနေရလဲ သမီးရှောက်ပြောနေတာမဟုတ်ဘူးဒီမှာသမီးလင်းဝေကိုအခြေအနေအကုန်လုံးတိတိကျကျသိအောင်လို့သုံးသပ်နိုင်အောင်လို့ဒီကောင်ပြောပြနေတာ အဖေပြောနေရတယ်ကိုသမီးသိပါတယ်အဲ့လောက်ကြီးတော့ပြောစရာမလိုဘူးထင်တယ်မင်းဝင်အဖေပြောရတယ်ကိုခေါင်းနဲ့မထည့်နဲ့နော် ဟာ ဟာတော့ သမီးရောက်လာလို့ပေါ့ကွာဟောတော့မတွေ့ရနော်အဲ့ဒီကောင်ပြင်းနေလိုက်တာဟမ်အဲ့ဒီကောင်ကျွတ်ကျဲသွားတာပဲညတော့အဲ့ကောင်အဲ့လိုရအောင်မလို့ဘူး ဟုတ်တယ်အကယ်ဖျဲတာလေအကယ်အဲ့ဒါမှအဲ့ကောင်တစ်ချက်တော့မကက်ရပါအကယ်အကယ်ကအာကိုနေရတာ ရှိပါမင်းလည်းဟောဟောဘယ်ဘိုးကလေးကိုကြီးကစားနေကြတာပါလာတော့မတွေ့လိုက်ဘူးကွာခုတော့တွေ့ပြီပတ်ချာဟိုတယောက်လာတယ်ညရင်မောင်းကြတယ်သိချင်အောင်မလား ကိုမကောင်းစားနေတဲ့လူလူခါမချစ်ရတဲ့မင်းနဲ့နီးစပ်နိုင်မယ်နေကူစံရွယ်ကြိုးရပွဲအေဘရန်နေရတွေ့တဲ့ဒီချစ်စာမေးဘုံကလည်းမပတ်ကြဘူးမောင်းတပုံတောင်းလျှောက်တွေ့လွယ်ဟောပတ်တာပဲပြန်လျှောက်ကြည့်အောင်ဒီကြမှာတာစီရရှိစေမင်းရလာမေဟာလူလားရုံးမရလားမသေးခွဲတော့ပါလားကွာဒီလည်းမပတ်ကြဘူးဖြစ်သေးပါဘူးကွာနောက်တစ်ခေါက်ထပ်ချောက်မယ်ကွာပဲကြောက်ဖြစ်သေးပါဘူးကွာဒီလည်းမဆိုသေးအချက်တွေတော့ကွဲပုံတော့ပါပဲဒီဘက်လမ်းမှာပဲသွားပြီးတော့အဖက်ခံတော့ကွာလုံးဆက်လိုက်တယ်ဟုတ်ဟဲ့ဟိုမှာကိုလိုမျိုးကြီးလာနေပြီဒီကောင်နဲ့သူ့ကိုမပတ်ကြနဲ့ဟုတ်တယ်မပတ်ဘူးဟာမဟုတ်သေးပါဘူးကွာငါပဲတစ်ခုခုဖြစ်နေရတာကလေးတို့
ဟိုရေမပတ်ကြဘူးလား ဟာဘာလို့ပတ်ရမှာလဲ လောက်ပါဟိုကိုကြီးရေမဆိုတာ3နှစ်တောင်ရှိနေပြီ ငါမပတ်ဘူးမပတ်ဘူး သူတို့လုံးမှာပဲပိုရှက်ကွဲတော့မယ်ဟိုကိုကြီးကိုရေပတ်ရင်တယောက်ကိုဘုံဘူး2000စီပေးမယ်ကွာအဲ့ဆိုပတ်မှာ အမလေးပတ်စံ ဟောဒီမှာအပြည့်ပဲအေးโอเคအပြည့်ဆိုသားပြီ ပြီးပြီပတ်စံ မပေးတော့ဘူးပြင်းပြီဘာဖြစ်နေရလဲလင်းဝင်อ่ะငါ့ကိုပြောမှသာမြန်ပြောသမ်းမှာ တကြံဖေကညီလေးကိုဟိုကောင်တော်မင်းနဲ့ရှင်ပြီးနှိမ့်နေဗျာ ဩမင်းကအဲ့ဒါကိုရင်ခံနေရပေါ့ ဟုတ်တယ်ညီလေးကတော်မင်းနဲ့ရှင်တကယ်ကိုမွဲရတာဗျာအဲ့ဒီလိုကတကြံမေးလို့ရှင်တေးပြီဗျာ စိတ်မပြတ်ပါနဲ့ငါကြီးဟာချမ်းသာတယ်မချမ်းသာဘူးဆိုတာအရေးမကြီးပါဘူးနောက်ဆုံးတော့လေအချစ်စစ်အချစ်မှန်ပဲအနိုင်ရအောင်ပဲမဟုတ်ဘူးလား တကယ်လို့ဒါတကြံညီလေးနဲ့မပေးစားဘဲနဲ့ဟိုကောင်တော်မင်းနဲ့ပေးစားလို့ရှင်ဘယ်လိုလုပ်မလုပ်ဘူးရဲ့ ဩအဲ့ချိန်ကျတော့လေမင်းထိုင်ကုန်လိုက်ပေါ့ကွာထိုင်ကုန်လိုက် ဟာကိုရလေညီလေးကတကယ်ငိုးချင်နေရဗျ တဲ့ပါကွာအဲ့ပတ်စံနေရှိတာရမရှိတာကိုခဏထားမင်းကတကြံ၄ရက်မှာတော့မှရင်းမစိုးအောင်မလုပ်ပြနိုင်ဘူးလေလူဆိုတာဂျုံကြည်မှုရှိရတယ်ကွာမင်းတကြံကိုရှုံးအောင်အရင်လုပ်ပြီးမှကျန်တာတွေဆက်လုပ်လို့ရမှာပေါ့ဟုတ်တယ်မလားကဲစိတ်ညစ်မနေနဲ့ fighting ငါသွားရတော့ ဟယ်လိုကိုကျော်နီ မိမ့်မိမ့်ပြော ဘာမင်းမင်းလဲ ဟောမိမ့်မလေကွာကိုမိမ့်မကိုမိမ့်မိမ့်လို့ခေါ်တာလေမင်းရလေ ကျင်ရက်တွေတောက်ထားပြန်ပြီလား မလိမ်ညင်ဘူးကွာပါလေးတော့တောက်ထားတယ် ရှင်တော့ရှင်ကျမလေးဥပုပ်ပြက်မှာဆိုတော့မပြောသေးဘူးသိလား အာတော်သေးတာဗောဥပုပ်ကလေးခံနေလို့ပြော ကိုကျော်နီကျမပြောတာကိုရှင်တေချာနားထောင်နော် အေးပါနားထောင်နေပါတယ်မိမ့်မိမ့်ရဲ့ပြောပါဆို အော်ဟုတ်လေကျမရွာမှာဇရက်ကလေးတစ်ဆောင်စောက်ချင်လို့လေ โอ้လူဗောမိမလည်းကွယ်ကုသိုလ်လုပ်တာပဲလှ အဲ့ဒါရှင့်သမီးကို10သိန်းလောက်လွှဲခိုင်းပေးလိုက်အောင်နော် ဩအေးဟာမိမရဲ့နေပေါင်းဟိုတနေ့ကလည်းမင်းဗာလဲရေချမ်းစင်လှူဖို့ဆိုပြီးတော့ငွေလွှဲခိုင်းတယ်10သိန်းနော်အခုလေဇရက်ဆိုတော့10သိန်းပဲလား ကိုကျော်နီရဲ့ကျမစောက်မဲ့ဇရက်ကလေးကတေးသေးလေးပါ ဩဇရက်သေးလေးအေးဟုတ်ပြောလူနော်သမီးကိုလွှဲခိုင်းလိုက်မယ်နော်မင်း ရှင်နဲ့ရက်တွေလှိမ့်တောက်မနေနဲ့ဦးနော် အေးပါမတော့ပါမိမရဲ့နော်အေးသမီးကိုလွှဲခိုင်းလိုက်မယ်နော် အဲ့ဆိုဒါပဲနော်ဖေးရရောကဲသမီးလွှဲခိုင်းမှဖြစ်မယ်သမီးအမေကရွာမှာဇရက်ကလေးတစ်ဆောင်လှူခြင်းလို့တဲ့ငွေ10သိန်းလောက်လွှဲပေးလိုက်ပါအောင်တဲ့နော်သမီး ဖေမင်းကရေချမ်းစင်တွေရောဇရက်တွေရောလှူလိုက် ဩဒါကတော့ငါသမီးရဲ့သူ့နောက်ပါမဲ့အလုပ်ကိုသူလုပ်နေတာပဲလေလွှဲပေးလိုက်စမ်းပါသမီးရဲ့နော်သမီးနော်ကဲသမီးလဲစောအိတ် ဘလောက်ဆိုရင်တော့အမေကတင်ချအတွက်လွန်နေရပဲဖေအမေကတော့ခတ်ပါတယ် ငါငါ့ကိုတစ်ချက်တော့ဆိုလို့ရှင် ထူပေးနေတာပေါ့မမငုံကျွန်တော်ကမမငုံချင်းဆိုတာလေးကိုနားထောင်နေတာ ဟဲ့အောင်တော်မီမင်းနဲ့အငယ်နဲ့နေခင်းကြမှာအတူတော့မယ်နော်ခုတော့မန်းနဲ့ကိုအရင်သွားမယ်လာ အန်ဒီကမန်နဲ့ဘက်သွားမလို့လား အေးလေ ကျွန်တော်ကအန်ဒီတို့ကကောင်းမှပလင်းပါလာတာ ဟုတ်လား
အဲ့ဒါကားဝယ်ရင်တော့မယ် ကောင်းပါရဲ့ အားနာပြတော့ကောင်းတယ် So, Tilo, take a little minute to let ya.